အမရိတ်မြေမှာလိုချင်တဲ့ရလက်ကိုအရယူသွားခဲ့ကဏ္ဍများအားလုံးပဲမင်္ဂလာပါခင်ဗျာ The Soccer Switch ရဲ့ Football Channel နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ် Premier League ပွဲစဉ်34ရဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့ Arsenal နဲ့ Newcastle အသင်းတို့ရဲ့ပွဲပြီးသုံးသက်ချက်လေးကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြအောင်ဗျာအရင်ဆုံးဒီပွဲရလက်ကိုပြောရမယ်ဆိုတော့ကျွန်တော်တို့ခံမှန်းထားခဲ့တဲ့အတိုင်းပါပဲ Arsenal အသင်းကတကူ Newcastle အသင်းက0ဆိုတဲ့ရလက်နဲ့ပြီးဆုံးသွားခဲ့ပြီးတော့ Arsenal အသင်းကအဖိုးတန်3ဘက်ကိုရယူသွားခဲ့ပါတယ် Premier League ဆိုတဲ့အတိုင်းပဲပွဲပြီးကန်ဒီအချိန်ကြီးကြည်ကောင်းခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်ဒီပွဲစဉ်မှာအာဆင်နယ်အသင်းအတွက်တလုံးထဲသောအနိုင်ကိုတော့ပွဲဆက်စားချင်း6မိနစ်မှာပဲတောင်မန်ကစားသမားဖြစ်တဲ့ LC ကလှလှပပသွင်းယူသွားခဲ့ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ Man City အသင်းကိုရှုံးနိမ့်ထားခဲ့တဲ့ဖီယားနန်ကနေယခုနိုင်ပွဲနဲ့အတူပြန်လည်လွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်။အာဆင်နယ်အသင်းအနေနဲ့ဒီပွဲမှာဆိုရင်ပြီးခဲ့တဲ့ပွဲကခံစစ်အမားတွေကိုပြင်ဆင်လာပြီးတော့ဒီပွဲမှာပွဲအစခဲ့တာတိုက်စစ်ပွင့်ကစားခဲ့တာကိုတွေ့ခဲ့ရပါတယ်။အာဆင်နယ်အသင်းသားတွေအနေနဲ့နီးပြအာဒီတာပေါ်ဒီပွဲမှာအတော်လေးရုန်းကန်ပြီးတော့စူးစမ်းကစားပေးခဲ့တာကိုလည်းတွေ့ခဲ့ရပါတယ်။တစ်ဖက်ကနယူကာဆယ်အသင်းကလည်းအီလန်ကာတို့လိုမြန်လုံးနဲ့တောင်မန်ကစားသမားတွေနဲ့အတူအာဆင်နယ်အသင်းရဲ့နောက်တန်းကိုဖိအားပေးဖို့စူးစမ်းခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာဆိုအာဆင်နယ်အသင်းရဲ့နောက်တန်းအတော်လေးခံစစ်လုံခြုံအောင်ကစားသွားခဲ့တာကိုလည်းတွေ့ခဲ့ရတယ်။နောက်ပြီးတော့အာဆင်နယ်ကိုသမားဒေးဗစ်ယာယာအနေနဲ့လည်းနယူကာဆယ်အသင်းရဲ့အပိုင်ခွင့်ရေးချို့ကိုလည်းကာကွယ်သွားခဲ့ပါတယ်။ပြောရရင်တော့အာဆင်နယ်ကဒီပွဲကိုအတော်လေးအားစိုက်ကစားသွားခဲ့တာကိုတွေ့ရတယ်။ပြောရရင်တော့တချို့နေရာတွေမှာအားနည်းခဲ့တာလွယ်ရင်အာဆင်နယ်အသင်းရဲ့ကစားပုံကဒီနေ့မှာဆိုရင်ကောင်းတယ်လို့လည်းပြောလို့မရဘူးစိုးတယ်လို့လည်းပြောလို့မရဘူးအလဲအလက်လောက်ပဲရှိရလို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာအာဆင်နယ်အသင်းကိုဘယ်နေရာအားမရတာမျိုးလဲဆိုရင်ရောဂါရက်စ်နောက်ဆုံးဆွဲပြေးလာတဲ့အလုံးမျိုးမှာပေးပို့လိုက်တာမျိုးကအတော်လေးကိုအန္တရာယ်များပါတယ်ဒီလိုဖြစ်တယ်လို့ပေးပို့မှုတွေကအာဆင်နယ်အသင်းရဲ့မိုးရဲရည်တဲ့အချိန်မျိုးဆိုအတော်လေးဒုက္ခရောက်သွားစီမှာတော့အသေးကြပါပဲဗျာခုနကကျွန်တော်ပြောခဲ့တဲ့ရောဂါရက်ပေးပို့လိုက်တဲ့အမားမျိုးဆိုရင်တိုက်စစ်မှုတယောက်အနေနဲ့မဖြစ်တဲ့နာတော့အမှန်ပါပဲဒါမျိုးတွေကနီးပြနဲ့မဆိုင်တော့ဘဲနဲ့ကစားသမားတွေတဦးချင်းစွမ်းဆောင်ရည်နဲ့သာဆိုင်တယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်အာဆင်နယ်အသင်းရဲ့လက်ရှိအားနည်းချက်ကိုပြောရမယ်ဆိုတော့ပထမပိုင်းမှာဂိုးရပြီဆိုတာနဲ့ဒုတိယပိုင်းမှာခံစစ်ပိတ်ကစားပြီးတံမြန်တိုက်စစ်နဲ့ချောင်းကစားတာမျိုးပါဒါမျိုးကအသင်းကြီးတစ်သင်းမှဆိုမဖြစ်တဲ့အနေထားပါဒါမျိုးကနယူကာဆယ်ကစော့ရမယ့်အနေထားမျိုးလည်းဖြစ်တယ်ဗျာဒါကိုအာဆင်နယ်ကပြန်စော့နေရမျိုးကအတော်လေးလည်းရုပ်ပါပါတယ်ဒီနေ့ပွဲစဉ်ကအကောင်းဆုံးကစားသမားကိုရွေးရမယ်ဆိုတော့ကျွန်တော်အမြင်အရရွေးရမယ်ဆိုရင်အာဆင်နယ်အသင်းရဲ့ဂုဏ်သမားဖြစ်တဲ့ဒေးဗစ်ယာယာကိုမူတည်ပြီးရွေးချင်ပါတယ်ဒေးဗစ်ယာယာဒီနေ့ပွဲမှာဆိုချို့လုံးနေဆိုဗျာတောင်းကန်မောတွေကျွန်တော်တို့ဒီပြစ်ဒဏ်မောတွေမှာဆိုဒီထွက်ဖမ်းတာမျိုးတွေအတော်လေးကိုတည်တတ်ပါတယ်ဒီဂိုးသမားဒီနေ့ပွဲမှာဆိုအတော်လေးစွမ်းဆောင်ရည်ကောင်းနေလဲပြသသွားခဲ့တယ်အာဆင်နယ်အသင်းရဲ့ဂိုးသမားဖြစ်သူဒေးဗစ်ယာယာဒီနေ့ပွဲအပြီးမှာတော့ကလင်းရှိ16ချိန်မြောက်တဲ့အတူပရီးမီးယားလိရွှေလဲအိတ်စုစီးရင်မှာနံပါတ်1နေရာနဲ့ရရှိနိုင်မှုရေပန်းစားနေခဲ့ပါပြီအာဆင်နယ်အသင်းတော့ဒီပွဲစဉ်ရဲ့အနိုင်ရလဒ်ဟာ3မှတ်တစ်ခုတည်းမဟုတ်ပဲကြာဆင်းနေတဲ့အသင်းသားတွေရဲ့စိတ်ဓာတ်ကိုပြန်လည်မြင့်တင်ပေးလိုက်တဲ့ပွဲလို့လည်းပြောလို့ရပါတယ်ဒီအချိန်ဒီအခိုက်အတန့်ဟာအသင်းကြီးတစ်သိန်းအနေနဲ့ပြန်လည်လိုအပ်နေတဲ့အခိုက်အတန့်တစ်ခုလည်းဖြစ်ပါတယ်ဒီနိုင်ပွဲကြောင့်အာဆင်နယ်အသင်းဟာရမှတ်83မှတ်နဲ့တူအမှတ်ပေးစရာကိုယာယီပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီဒါပေမဲ့စိုးရိမ်စရာတစ်ချက်အနေနဲ့ကတော့ဒုတိယနေရာမန်စီးတီးအသင်းကတပွဲကျန်နေသေးရကြောင်းပရီးမီးယားလိကအတော်လေးရင်ခုန်စရာကောင်းနေအောင်ပါပရီးမီးယားလိအကြောင်းပြောရမယ်ဆိုရင်ကျွန်တော်ဘောလုံးဝဲစားပြီးကြီးတက်တဲ့အချိန်ကလေးကဆိုရင်ဒီပြိုင်ပွဲပြီးဆုံးကန်ဒီအချိန်တွေမှာအမတ်တွေကမတိမ်မရေးနဲ့အပြိုင်ဆိုင်ဖြစ်နေတာမျိုးရပရီးမီးယားလိရဲ့အရသာတစ်ခုလို့လည်းပြောလို့ရတယ်ဒါမျိုးကမှပရီးမီးယားလိရဲ့အရသာလို့လည်းတော်တော်များများယူဆကြပါတယ်ဒီလိုပရီးမီးယားလိရဲ့အပြိုင်ဆိုင်ဖြစ်ရတဲ့အကြောင်းကိုပြောရမယ်ဆိုရင်2017ဘောလုံးရာသီကိုတော့ပြန်ပြီးသတိရမိရဗျာဒီဘောလုံးရာသီမှာဆိုရင်မန်ချက်စတာမျိုးကန်ပြိုင်ဘက်နှစ်သင်းရဲ့ပြိုင်ဆိုင်မှုတွေကလည်းအတော်ကျန်းတန်းလာပါတယ်ဗျ။အဲ့အချိန်ကအခုလိုပဲမန်စီးတီးနဲ့အာဆင်နယ်ဖြစ်တယ်လို့ပါပဲ။မန်စီးတီးကအဆင့်1မန်ယူနိုက်တက်အသင်းကလည်းအဆင့်1ဒါပေမဲ့နှစ်သင်းလုံးကအမှတ်တူနေရဗျာ။ဒါပေမဲ့ဂိုးကွာချက်ကိုစီနဲ့ပြိုင်ဆိုင်နေကြတဲ့အချိန်မျိုးပေါ့ဗျာ။အဲ့လိုအချိန်မျိုးမှာယူနိုက်တက်ဖန်တွေရဲ့အသင်းကိုခွဲဝါးခဲ့တဲ့လူကတော့မန်စီးတီးအသင်းရဲ့တိုက်စစ်မူဖောင်းဖြစ်တဲ့အဂူရိုပဲပေါ့ဗျာ။ကဲဒီပွဲအကြောင်းဆက်ပြောရမယ်ဆိုရင်တော့ဒီနိုင်ပွဲကအာဆင်နယ်အသင်းအတွက်ကောအားပေးသူပရိသတ်တွေအတွက်ပါစိတ်သက်သာရစီရဲ့အခြေအနေတစ်ခုတော့ရောက်ရှိသွားခဲ့ပါပြီ။အာဒီတာအတွက်လည်းဒီပွဲကလုံးဝအသက်ရှူချောင်သွားစေခဲ့တဲ့ပွဲတစ်ပွဲလို့လည်းပြောလို့ရပါတယ်။အာဆင်နယ်အသင်းအတွက်နောက်ထပ်အရေးကြီးတဲ့စိန်ခေါ်မှုကတော့ချန်ပီယံလိဆီမီဖိုင်နယ်မှာရှင်ပြိုင်ကစားမယ့်အက်တလက်တီကိုအသင်းနဲ့ပွဲစဉ်မှာပဲဒီနယူကာဆယ်အသင်းနဲ့နိုင်ပွဲကြောင့်ဥရောပစင်မြင့်ထက်မှာကစားမယ့်ပွဲစဉ်မှာအနည်းငယ်တော့ယုံကြည်မှုတစ်ခုရှိသွားစီမှာတော့သိကြပါတယ်။ကဲ The Soccer Switch ပြည်သက်ကြီးအောင်ဒီနေ့ညအာဆင်နယ်ရဲ့ကစားအပေါ်မှာဘယ်လိုမြင်မိကြလဲ။တကိုးရဲနဲ့ကတ်နိုင်သွားတဲ့အပေါ်မှာကျင်းနေကြရလားဆိုတော့ကောမန်မှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာက
ကဲအခုလိုပွဲပြီးသုံးသက်ချက်ကောင်းလေးတွေအမြဲကြည့်ရှုနိုင်မှုအတွက်ကျွန်တော်တို့ The Soccer Space ရဲ့ Football Channel ကို Like Subscribe လုပ်ထားဖို့လည်းမမေ့ကြနဲ့ဦးနော်အားလုံးကျေးဇူးတင်ပါတယ်နောက်စီစဉ်တွေမှာပြန်တွေ့ကြမယ်